ကဲကြော်မသွားနဲ့ဗျာကြော်မသွားနဲ့ကဘာကြီးမှမမြင်ဘူးတာတွေမြင်ရမယ်မကြားဘူးတာတွေကြားရမယ်เนาะကျွန်တော်ရဲ့အသက်25နှစ်ရှိပြီပေါ့เนาะအခုဆိုရင်เนาะလုံးဝမမြင်ဘူးတာတွေမြင်နေရပြီမကြားဘူးတာကြားနေမြေကြီးကနေမြေကြီးထားလာမှာပေါ့เนาะဒါလက်တွေ့ဖြစ်သွားတာပေါ့เนาะကျွန်တော်တို့အေးရပလီတိုင်းဒေတာကြီးမြောင်းမြို့မှာ9နာရီเนาะည9နာရီမောင်ငါစပေါ့เนาะအချိန်မှာဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုပေါ့เนาะနိုင်မှာတွေ့ဘူးတဲ့တင်ငန်းတွေကနေအလိုလိုမိထားလောင်းတယ်ကိုမယုံဘူးပေါ့เนาะကိုမလက်တွေ့မတွေ့ရတာပြီးတော့20နာမှာမြေကြီးပေါက်တယ်မြေကြီးကနေပြီးလောင်နေတယ်ဟောဒါ AI နေလောက်တာပဲလူတွေကဖြူးလို့ခြင်းလို့ဖြူးရှာနေတာပဲဆိုပြီးတော့ထင်မိတာပေါ့နော်အခုကျွန်တော်တို့မြောင်းမြမှာညမိုးချုပ်ခံနေ9နာရီတော့မှတကယ်လက်တွေ့ဖြစ်သွားတာပေါ့နော်ဒါဥမိတက်ကရေဖြန်းပေါ်မှာမီးစာရတွေ့ရနော်မီးစာရနော်ဒါရေလုံးဝဖြန်းပြီးသွားပြီဖြန်းပြီးတာကိုအခုတူးနေတာပေါ့နော်တူးနေအထက်မှာမီးတွေလောင်နေတယ်ဒါကျွန်တော်တို့အသက်25နှစ်ရှိသွားပြီဒီမြေဆိုတာလဲဒါကျွန်တော်တို့အနာပဲเนาะကျွန်တော်တို့ကအနီးနားမြေပဲဖြေပဲဟိုမှာเนาะကျွန်တော်25နှစ်အတွင်းမှာတစ်ခါမှမကြုံဘူးလိုင်းပေါ်မှာမြင်နေရတဲ့ဂျင်းတွေဒါတွေကတမန်တက်လောက်တယ်ကိုထင်ကြတာပေါ့เนาะဒါအိုးလက်တွေ့ကြုံတွေ့ရတာပေါ့เนาะကြုံမတော့ပါနဲ့အရာရာကိုတတိထားပါAI နေတဲ့ရှိတယ်လို့တကယ်အစစ်မှန်နေတယ်ရှိတယ်လို့ဒါအားလုံးသိအောင်မျှဝေခဲ့တာပေါ့เนาะဒါအိုးအမနာမျိုးမှာเนาะဒါဖြတ်သွားတာပေါ့เนาะမြေကြီးကနေမြေထလောင်တာအိမ်လုံးဝမရှိပါဘူးမြေကြီးပါမြေကြီးကနေမြေထလောင်တာပါကြော်မသွားပါနဲ့အများသိအောင်အတွေ့အကြုံရအောင်ဝမ်းရှယ်ပေးပါတော့เนาะ